လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကခန့်မှန်းခြေ35နှစ်40လောက်ကကျွန်တော်တို့မြန်မာနိုင်ငံအထက်ပိုင်းတရုတ်နယ်စပ်နဲ့ကပ်နေတဲ့ဒေါခေါင်ခေါင်ရွာလေးတရွာရှိခဲ့ပူပါတယ်။အဲ့ဒီခေတ်ကအခုလိုဖုန်းတွေအင်တာနက်တွေမရှိသေးပါဘူး။လမ်းပန်းဆက်သွယ်ရေးကလည်းခက်ခဲလွန်းတော့ရွာသူရွာသားတွေကရှေးရိုးဆွဲယုံကြည်မှုတွေနတ်ကိုးကွယ်မှုတွေနဲ့ပဲအသက်ရှင်ခဲ့ကြတယ်ဗျ။အဲ့ဒီရွာမှာမြန်မာတွေအပါအဝင်တရုတ်နွယ်ဖွားတွေလည်းတော်တော်များများအခြေချနေထိုင်ကြပါတယ်။အဲ့ဒီရွာမှာထူးဆန်းတဲ့ဒလေးတစ်ခုလည်းရှိတယ်ဗျ။သူတို့ကတော့ခြုံရှီလို့ခေါ်ပါတယ်။ကျွန်တော်မြန်မာလိုအလွယ်နားလည်ရအောင်ပြောရရင်တော့ကံဆိုးမှုကိုမင်္ဂလာပွဲနဲ့ဖျက်ကျော်ခြင်းဆိုတဲ့ဒလေးတစ်ခုပဲဖြစ်ပါတယ်။မိသားစုထဲမှာတယောက်ယောက်ကအသေးအံဖျားနာနေရင်ဖြစ်ဖြစ်ကန်ဆာတာအလွန်ညံ့နေရင်ဖြစ်ဖြစ်အဲ့ဒီလူကိုအတင်းအကျပ်မင်္ဂလာဆောင်ပေးလိုက်ရင်မင်္ဂလာပွဲရဲ့အငွေအသက်တွေကြောင့်အနာဂတ်မှာဖြစ်လာမယ့်အနေအတွေမကောင်းဆိုးဝါးတွေလွင့်စင်သွားလိမ့်မယ်လို့သူတို့ကယုံကြည်ကြတာပါအဲ့ဒီရွာမှာတရုတ်နွယ်ဖွားဥဝုံနဲ့ဒေါ်ဝုဆိုတဲ့လင်မယားနှစ်ယောက်ရှိတယ်ဗျသူတို့ကရွာမှာအချမ်းသာဆုံးပါမြေဧကရာနဲ့ချီပိုင်တယ်လို့နယ်ဆက်ကုန်းသွဲရေးတွေမှာလည်းအတော်လေးဩဇာရှိတယ်ဒါပေမဲ့သူတို့မှာအားနည်းချက်တစ်ခုရှိတယ်ဗျအဲ့ဒါကတော့သူတို့ရဲ့တူသီတော်သားမောင်ကိန်းပဲဖြစ်ပါတယ်မောင်ကိန်းကမွေးလာကလေးကလမစေပဲမွေးလာတာဆိုတော့တခြားကလေးတွေလိုမျိုးမကြမ်းပါဘူးငိန်ကလည်းနည်းနည်းနှေးတယ်လို့လူကလည်းပိန်ချောင်ပြီးတော့အမြဲတမ်းတုံတုံရင်ရင်နဲ့ဖြစ်နေပါတယ်ဥဝုတ်တို့လင်မယားကသူတို့သားလေးကိုအလွန်ချစ်တာပါငါတို့တည်သွားရင်ငါသားဘယ်လိုလုပ်မလဲဆိုတဲ့အတွေးနဲ့ငွေတွေကိုအတင်းစုအလုပ်တွေကိုစူးစမ်းလုပ်ခဲ့ကြတယ်ဗျဒါပေမဲ့မောင်ကိန်းအသက်20အရွယ်ရောက်လာတဲ့အခါမှာတော့အခြေအနေတွေကပူဆိုးလာပါတယ်မောင်ကိန်းဟာအိယာတွေကမထနိုင်ဒေါ်လာအောင်ဖြစ်လာတယ်ဗျမြို့ပေါ်ကဆရာဝန်ကြီးတွေနဲ့ကူးတာပေမဲ့မထူကြဘူးနောက်ဆုံးတော့မောင်ကိန်းကကျွန်တော်နောက်ဆုံးအချိန်ကိုရွာမှာပဲအေးအေးဆေးဆေးကုံဆုံးမရစေလို့သူ့ရဲ့မိဘနှစ်ပါးကိုတောင်းဆိုတာနဲ့ရွာကိုပြန်ခေါ်လာကြတယ်ဗျအဲ့ဒီမှာဒေါ်ကသူတို့စီကရှေးတလေဖြစ်တဲ့ခြုံရှိအကြောင်းကိုသတိရသွားတယ်ငါသားကိုမင်္ဂလာဆောင်ပေးရင်ကန်ဆာတာတက်လာပြီးတော့ယောဂပျောက်သွားနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဆရာဖိန်းဆိုတဲ့ဘေဒင်ဆရာစီကိုသွားကြတယ်ဗျဆရာဖိန်းကဇာတာကိုတေချာတွက်ချက်ပြီးနောက်မှာတော့နမိတ်တစ်ခုဖတ်ပေးခဲ့ပါတယ်ဒီတလေးကိုလှုပ်လို့ရတယ်ဒါပေမဲ့သတို့သမီးလောင်းကခက်ရိုးရိုးဖြစ်လို့မရဘူးတရုတ်လာပြက်ကလေးအရာ9လပိုင်းမှာမွေးတဲ့သူကြက်နှစ်1980ခုနှစ်ဖွာဖြစ်ရမယ်ဒီလိုမင်းကလေးနဲ့လက်ထပ်မှသာမောင်ကိန်းရဲ့ယောဂကတဖြည်းဖြည်းတက်တာလာပြီးတော့ကျမ်းမာတဲ့လူတစ်ယောက်ဖြစ်လာလိမ့်မယ်ဦးတို့ဇနီးမောင်နှံကတော့စီးစိမ်တွေဘလောက်ပဲကုန်ကုန်သူတို့သားလေးကျမ်းမာဖို့ဆိုရင်ဘာမဆိုလုပ်ဖို့အသင့်ပါပဲဒါကြောင့်နေအနှံ့ရွာအနှံ့မှာအဲ့ဒီနေ့ရက်အဲ့ဒီနှစ်မှာမွေးတဲ့မိန်းကလေးကိုရှာကြတာပေါ့ဗျာလာနဲ့ချီပြီးရှာဖွေပြီးတဲ့နောက်မှာတော့အိမ်နီးချင်းရွာလေးတရွာကအဗလင်းဆိုတဲ့ကောင်မလေးကိုသူတို့တွေတွားတွေ့ကြတယ်ဗျအဗလင်းကအသက်16နှစ်ပဲရှိသေးတယ်အသားကဖြူဖြူသပင်ရှိရှိနဲ့အရန်ချောတဲ့ကောင်မလေးဗျဒါပေမဲ့သူ့ဘဝကအရန်တနာဖို့ကောင်းပါလေသူ့အိမ်ကအရန်ဆင်းရဲတယ်ဗျအိုမင်းမစွမ်းဖြစ်နေတဲ့အဖိုးအဖွားတွေမောင်နှမအရင်တွေနဲ့မိဘတွေကိုသူတယောက်တည်းကလှုပ်ကြွေးနေရတယ်ထမိတ်တနက်စားဖို့တော့ခက်ခဲနေတဲ့ဘွားမျိုးပေါ့ဥဝုဒ္ဓကအဗလင်းရဲ့မိဘတွေကိုကန့်လှမ်းချက်တစ်ခုပေးလိုက်တယ်မင်းတို့သမီးကိုငါသားနဲ့လက်ထပ်ပေးရင်ရွှေအတုံးလိုက်ပေးမယ်လယ်မြေတွေနွားတွေပေးမယ်တဲ့အဗလင်းရဲ့မိဘတွေကတော့သူတို့သမီးရဲ့စန္ဒကိုပဲမေးပါတယ်မောင်ကိန်းကတေလူမျိုးပါဖြစ်နေတာကိုအဗလင်းလည်းသိပါတယ်အဗလင်းခမများစဉ်းစားရခက်နေတယ်ဗျငါသာလက်ထပ်လိုက်ရင်တေဂာနီးလူတယောက်ရဲ့မယားအဖြစ်နာမည်ပြတ်တော့မယ်ပေါ့နောက်တစ်ခါအိမ်အောင်ပြုတ်ဖို့ခက်ခဲလိမ့်မယ်လူတွေကလည်းငွေမတ်တဲ့သူဆိုပြီးတော့ငါ့ကိုညှို့ညင်လိမ့်မယ်လို့သူ
သူကတွေးမိပါတယ်ဒါပေမဲ့ငါညင်းလိုက်ရင်ငါအဖိုးအဖွားတွေစေးမကုနိုင်ပဲတေးလိမ့်မယ်ငါမောင်နှမတွေငတ်လိမ့်မယ်လို့တွေးမိတယ်နောက်ဆုံးမှာတော့မိသားစုအတွက်အပလင်းကသူ့ဘဝကိုယင်းဖို့ဆုံးဖြတ်လိုက်တယ်ဗျရွာမှာအကြီးအကျယ်ဆုံးမင်္ဂလာပွဲကြီးကျင်းပခဲ့ပါတယ်ရွာလုံးကျွတ်ကိုကျွေးမွေးတယ်ဒါပေမဲ့လူတွေကတော့တိုးတိုးနဲ့ပြောနေကြတယ်ဗျနှမျောစရာမိန်းကလေးငွေမက်တဲ့မိဘတွေကတော့သူ့သမီးကိုတေးတွင်းနဲ့ပို့လိုက်ပြီးဆိုပြီးတော့တယောက်တစ်ပေါက်ပြောနေတန်ကိုလဲအပလင်းကရှေ့တင်တစ်မျိုး꿰ရတစ်မျိုးကြားနေရတယ်ဗျမင်္ဂလာဆောင်ပြီးတဲ့နောက်မှာတော့အပလင်းဟာဥပုပ်တို့အိမ်ကိုလိုက်သွားခဲ့ရတယ်ဗျအိမ်ကြီးကတော့လွန်စွာခမ်းနားပါတယ်ဒါပေမဲ့အဲ့ဒီအိမ်ကြီးထဲမှာလွှမ်းမိုးနေတဲ့အငွေအသက်တွေကတော့အေးဆက်ဆက်နဲ့မှောင်မှောင်မှိုင်းမှိုင်းပဲအပလင်းရဲ့တောင်းကရှင်းပါတယ်အဲ့ရထဲမှာလှုပ်မရတဲ့မောင်ကိန်းရဲ့ဝေယဝိဆအားလုံးကို24နာရီပတ်လုံးပြုစုပေးရတာပါထမင်းခွန့်ကျွေးစေးတိုက်တာကအစားကိုလက်တန့်စင်ပေးတာအထိအပလင်းကအပြစ်ပြောစရာမရှိအောင်လုပ်ပေးခဲ့တယ်ဗျဥပုပ်တို့လင်မယားကတော့ငါးသားလေးတော့ကံပွင့်ပြီးဒီလိုမိန်းကလေးကောင်းလေးနဲ့တွေ့ထားတော့မကြခင်ပြန်ထနိုင်တော့မှဆိုပြီးတော့ဝမ်းသာနေကြတယ်ဗျဒါပေမဲ့ကံကြမ္မာကသူတို့ထင်တယ်လို့ဖြစ်မလာခဲ့ပါဘူးရက်တွေကြာလာလေးမောင်ကိန်းရဲ့အခြေအနေကပူဆိုးလာလေးပဲအစကစကားလေးပါလေးပြောနိုင်သေးတဲ့မောင်ကိန်းဟာနောက်ပိုင်းမှာအသက်ရှူတာတော့ပြင်းပြင်းထန်ထန်ရှူနေရပြီးတော့မျက်လုံးတွေကလည်းအယောင်မရှိတော့ဘဲနဲ့ဖြူဖက်ဖြူရောဖြစ်လာပါတယ်နောက်ဆုံးတော့မင်္ဂလာဆောင်ပြီးတဲ့2 လအကြာမှာပဲမောင်ကိန်းဟာအသက်ထွက်သွားခဲ့ပါတယ်တူဦးတဲ့သောသားလေးဆုံးသွားတော့ဥပုပ်တို့လင်မယားကတော့ယူမတက်ခံစားရတယ်ဗျရွာသားတွေကတော့ကောင်းမလေးခမညာလင်းသေးမယားဖြစ်ပြီးဥပုပ်တို့ကတော့သူ့ကိုအိမ်မော်ကနှိမ်ချတော့မှာပဲလို့ထင်ကြတယ်ဗျဒါပေမဲ့ထူးဆန်းတာကဥပုပ်တို့ကအပလင်းကိုအိမ်မော်ကမနှိမ်ချတဲ့အပြင်သမီးရင်းအတက်ရောက်လို့ဂယုဆိုင်လာကြတယ်ဗျသမီးရဲ့လင်းသားအတွက်3 နှစ်တိအာသူဘဝယ်လဲပြီးတော့အိမ်မှာနေပြီးပါအဲ့ဒီနောက်ပိုင်းသမီးနောက်အိမ်အောင်ပြုကျင်ရင်လဲအမေတို့ခွင့်ပြုပါတယ်အရင်နီးလဲပေးမယ်လို့ဂတိတွေပေးခဲ့ကြတယ်ဗျအပလင်းကအဲ့ဒီအိမ်မှာပဲဆက်နေရင်အယောင်းဝယ်ပညာတွေကိုလည်းသင်ယူခွင့်ရခဲ့ပါတယ်လူကလည်းအရင်ကထက်ပိုလှလာပြီးတော့စူစူပြပြဖြစ်လာတာပေါ့လူတွေကတော့အပလင်းကတော့ကံကောင်းသွားပြီလို့တော့ချီကျူးတဲ့သူတွေရှိသလိုညူဆူတဲ့သူတွေလည်းရှိကြတယ်ဗျဒါပေမဲ့မောင်ကိန်းတေဆုံးပြီးတော့ရပ်ပေါင်း100ပြည့်တဲ့နေ့မှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီနေ့မနက်မှာအပလင်းကအိမ်ပေါ်မှာရုတ်တရက်ကြီးပျောက်သွားတာသူ့ရဲ့အဝတ်အစားတွေပိုင်ဆိုင်မှုတွေအားလုံးအိမ်မှာပဲကြံခဲ့ပြီမဲ့လူကတော့အစားအနာတောင်ရှာမရအောင်ပျောက်သွားတာပါရွာထဲမှာတော့ကောလာဟာလာတွေကစူညံသွားတယ်ဗျအပလင်းကနောက်ယောက်ျားတစ်ယောက်နဲ့ခိုးရလိုက်ပြီးသွားတာဖြစ်မယ်မဟုတ်ဘူးဥပုပ်နဲ့ညီစွန်းလို့ဒေါ်ဟုတ်ကပဲလှုပ်ဝက်တက်ပြစ်လိုက်သလိုမြို့ပေါ်ကလူကုန်ကူးတဲ့သူတွေနောက်ပါသွားတယ်လို့ဥပုပ်တို့လင်မယားနဲ့အပလင်းရဲ့မိဘတွေကတော့ရဲစခန်းမှာတိုင်ချက်ဖွင့်ပြီးတော့အသေးအတန်ရှာနေကြတယ်ဗျဒါပေမဲ့အဲ့ဒီခေတ်ကအခုလိုနီးပညာတွေမရှိတော့တောတောင်တွေကြားမှာလူတစ်ယောက်ပျောက်သွားတာကိုဘလို့မှရှာမတွေ့ခဲ့ပါဘူးနောက်ဆုံးတော့အပလင်းရဲ့မိဘတွေကလည်းလက်လျှော့လိုက်ရပြီးတော့ငါသမီးဘယ်မှာပဲရှိဘေးကင်းပါစေလို့ပဲဆုတောင်းနေရတယ်ဗျဒီလိုနဲ့အချိန်အနည်းငယ်ကြာလာတဲ့အခါမှာတော့ရွာထဲမှာထူးဆန်းတဲ့သတင်းတွေပြန်တက်လာပါတယ်အဲ့ဒီရွာကညတိုင်းည3 နာရီနောက်ပိုင်းမှာဟင်းသီးဟင်းရက်တွေကိုမြို့ဈေးကိုသွားပို့ရတဲ့ဦးလေးကြီးတယောက်ရှိပါတယ်တနေ့မှာတော့သူကတော်လန်အတိုင်းဆိုင်ကယ်နဲ့သွားနေတုန်းမှာလမ်းဘေးမှာမိန်းကလေးတယောက်ကလက်တားတာနဲ့ကြုံလိုက်ရတယ်ဗျအဲ့ဒီနေရာကတောအုပ်ကြီးပါဘယ်သူမှမနေတဲ့နေရာဦးလေးကြီးကတနာတာနဲ့ဆိုင်ငယ်ရပ်ပေးပြီးတော့သမီးညကြီးမင်းကြီးဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ်အဲ့ဒီမိန်းကလေးကသပင်တွေဖားလာချတာတော့မျက်နှာကိုတေချာမမြင်ရပါဘူးသူကတိုးတိုးလေးပြန်ဖြေတယ်သမီးယောက်ျားအိမ်ကနှင်ချလိုက်လို့ပါဦးလေးသမီးကိုဈေးအထိလိုက်ပို့ပေးပါတဲ့ဦးလေးကြီးကလည်းဟင်းသီးဟင်းရက်တွေကြားထဲမှာနေရာဖဲပေးပြီးတော့တင်ခေါ်လာခဲ့တယ်ဗျလမ်းမှာစကားတွေအများကြီးပြောလာတာပေါ့သမီးကဘယ်အိမ်ကချွေးမလဲလို့မေးလိုက်တော့အဲ့ဒီမိန်းကလေးကဦးလေးကြီးရဲ့နားနာကိုကပ်ပြီးတော့အေးဆက်အတန်ကြီးနဲ့ပြောလိုက်တယ်သမီးကဥပုပ်တို့အိမ်ကချွေးမပါကျမနာမည်အပလင်းပါဦးလေးတဲ့အဲ့ဒီအတန်ကိုကြားလိုက်ရတဲ့ဦးလေးကြီးခမတကူလုံးကြက်သိန်းတွေထတပင်တွေထောင်သွားပြီးတော့ဆိုင်ငယ်ကိုဘရိတ်အုပ်လိုက်တာပေါ့နောက်ကိုလှည့်ကြည့်လိုက်တော့ဘယ်သူမှမရှိတော့ဘူး
ဆိုင်ကယ်ပေါ်မှာဟင်းသီးဟင်းရက်တွေပဲကြံတော့တယ်ရွာထဲမှာအပလင်းရဲ့ဝိညာဉ်၆လန့်နေတယ်ဆိုတဲ့သတင်းကတော့တော်မီလို့ပြန်သွားတယ်ဗျတချို့ကလည်းညဘက်ဗျဒင်းပေါက်ကနေချောင်းကြည့်နေတဲ့အပလင်းကိုမြင်ရတယ်လို့ပြောကြပါတယ်ဒီသတင်းတွေကိုကြားရတဲ့အခါဥုပ်တို့လင်းများကတုံ့ပြန်ပုံကအရန်ကိုထူးဆန်းနေတယ်ဗျသူတို့ကတနာရမယ့်အစားမျက်နာတွေဖြူဖက်ဖြူရော်ဖြစ်ပြီးတော့တုံတုံရင်ရင်နဲ့ဒါအပလင်းမဟုတ်ဘူးအဲ့ဒီမိန်းကလေးကအကျင့်မကောင်းလို့တခြားနောက်လိုက်သွားတာငါတို့အိမ်နာလာမကက်နဲ့ဆိုပြီးတော့ဒေါသတကြီးနဲ့ဆဲဆိုကြတယ်ဒါပေမဲ့ညတိုင်းသူတို့အိမ်ရှိကငိုတန်တစ်ခုခုကိုကြားနေရတယ်လို့ဆိုတယ်ဗျသူတို့လည်းအဲ့ဒီအတန်ကိုမကြားချင်အစုံကြားနေရတယ်လို့လည်းသိရတယ်ဗျအဲ့ဒီအတန်ကတညတည်းကြားတာမဟုတ်ပဲနဲ့ညတိုင်းလို့ကြားနေရတာဗျနောက်ဆုံးတော့ဦးတို့ကနာမည်ကြီးအထက်လန်းဆရာမော်ဆရာတယောက်ကိုပင့်လာပြီးတော့အိမ်မှာရဲတရားတွေချေအင်းအိုင်တွေကတ်ကြတော့တာပဲရွာသားတွေကိုတော့စီးပွားရေးကောင်းအောင်လုပ်တာပါလို့အကြောင်းပြပေမဲ့တကယ်တော့အပလင်းရဲ့ဝိညာဉ်ကိုအိမ်ထဲမဝင်နိုင်အောင်ပိတ်ပင်တားဆီးလိုက်တာဗျအဲ့ဒီနောက်ပိုင်းမှာတော့အပလင်းရဲ့ဝိညာဉ်ကိုဘယ်သူမှမမြင်ရတော့ဘဲနဲ့ဇလန်းကအေးအေးဆေးဆေးပြန်ဖြစ်သွားခဲ့ပါတယ်ဒီဇလန်းပြီးသွားလို့9နှစ်ကြာပြီးတဲ့နောက်မှာဇလန်းကအသစ်ပြန်လဲဖြစ်လာတယ်ဗျ9နှစ်ဆိုတဲ့အချိန်တော်တွင်းမှာအရာအလုံးကမိမိပျောက်ပျောက်ဖြစ်လို့နီးပါပါပဲအဲ့ဒီချိန်မှာရွာထဲမှာအီတန်ဆိုတဲ့လူမိုက်တယောက်ပေါ်လာတယ်ဗျသူကအသက်30လောက်အလောက်ကင်မရှိပဲခိုးဆိုးလူရဲ့နေသူပေါ့သူကငငယ်ရွယ်လူမိုက်ဂိုင်းလေးတစ်ခုကိုဥဆောင်ပြီးတော့ရွာထဲကကြက်တွေဝက်တွေကိုခိုးတတ်တယ်ဗျဒါပေမဲ့နောက်ပိုင်းမှာရွာသားတွေကတတိထားလာကြတော့သူတို့ခိုးရတာခက်လာပါတယ်အဲ့ဒီမှာအီတန်ကသူ့ရဲ့တပည့်တွေကိုအကြံတစ်ခုပေးလိုက်တယ်ဗျဟေ့ကောင်တွေလူရှင်စီကခိုးရတာခက်နေရင်တေသူတွေစီကခိုးကြမယ်ကွာတင်ញိုင်းထဲမှာတတိတွေမြုပ်ထားတာရှိတယ်အဲ့ဒီသူတွေကငါတို့ကိုပြန်ပြီးတော့လဲရံမမှုနိုင်ဘူးလေအဲ့ဒါလို့ပြောပြီးတော့သူတို့မျက်စိကျသွားတာကတခြားသူမဟုတ်ဘူးဦးရဲ့သားမောင်ကိန်းရဲ့ဂူပဲဖြစ်ပါတယ်ဦးအုပ်တို့ကသူတို့ရွာမှာအချမ်းသာဆုံးဆိုတော့သူတို့သားတေတုံးကအဖိုးတန်ရွှေငွေတွေလက်ဝတ်ရတနာတွေကိုအလောင်းနဲ့အတူထဲမြုပ်ထားမှတေးကြတယ်လို့သူတို့ကကျင်းစီတွက်လိုက်တယ်ဗျအဲ့ဒီညမှာပဲအီတန်နဲ့သူ့တပည့်၄ယောက်ဟာပေါက်တူးတွေခေါ်ပြားတွေနဲ့တင်းញိုင်းကုန်းကိုတိတ်တိတ်ဆိတ်သွားကြတယ်ဗျမောင်ကင်းရဲ့ကူကကွန်ကရစ်တွေနဲ့တေချာတိဆောက်ထားတာဆိုတော့ခဲရခဲစစ်တူးကြတယ်ဗျနောက်ဆုံးဂူကိုဖောက်ခေါင်းတလားအဖုံးကိုပစိန်နဲ့ပေါက်ထုတ်လိုက်တဲ့အချိန်မှာတော့ဝေါ့ဆိုတဲ့အပုပ်နှံကြီးကသူတို့စီကိုအရှိန်ဟုံးနဲ့တိုးဝင်လာတယ်အနံ့တွေနည်းနည်းဆင်သွားတော့သူတို့လက်နှိပ်ဓာမီနဲ့အထဲကိုထိုးကြည့်လိုက်တယ်ဗျအထဲမှာသူတို့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တကူလုံးတုံလှုပ်သွားကြပါတယ်ခေါင်းတလားတစ်ခုလုံးမှာအယိုးစုကတစ်ခုတည်းမဟုတ်ဘူးနှစ်ခုဖြစ်နေတာပါဝစ်ထားတဲ့အဝတ်အစားတွေသပင်အရှည်တွေကိုကြည့်ရင်တစ်ခုကမိန်းကလေးအယိုးစုဆိုတာထင်ရှားနေတယ်အီတန်ကချက်ချင်းတတိယသွားတယ်ဗျဒါလွန်ခဲ့တဲ့9နှစ်ကပျောက်သွားတဲ့အပလင်းပဲဖြစ်လိမ့်မယ်သူတို့လည်းအဲ့ဒါလိုရေရွတ်ပြီးတော့ကြောက်လန့်နဲ့ရွှေတွေကိုယူပြီးတော့ဂူကိုတောင်ပြန်မပိတ်ပဲနဲ့ထွက်ပြေးခဲ့တယ်ဗျမောင်ကင်းရဲ့ကူအဖောက်ခံရတာကိုရွာသားတွေတွေ့သွားပြီးတော့ရဲတွေရောက်လာတော့တယ်ဗျတင်ញိုင်ကုန်းမှာဂူပွင့်နေပြီးတော့ခေါင်းတလားထဲမှာအယိုးစုနှစ်ခုဖြစ်နေတယ်ဆိုတဲ့သတင်းကတွေ့ရလုံးကိုတုံလှုပ်သွားစေခဲ့တယ်ဗျတက်ဆိုင်ရာအာဏာပိုင်တွေရောက်လာပြီးတော့စစ်ဆေးတဲ့အခါမှာတော့အမျိုးသမီးအယိုးစုဟာလွန်ခဲ့တဲ့9နှစ်ကပျောက်ဆုံးသွားတဲ့အပလင်းဖြစ်နေတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဦးအုပ်တို့လင်များကိုရဲစခန်းကိုခေါ်ပြီးတော့စစ်ဆေးတော့တာပေါ့။အစမှာတော့သူတို့ကညင်းနေသေးတယ်ဗျ။ဒါပေမဲ့အထောက်အထားတွေခိုင်လုံလာပြီးတော့စစ်ဆေးမှုတွေပြင်းထန်လာတဲ့အခါမှာတော့ဦးအုပ်တို့ဟာတုံရင်နဲ့အမှန်တရားကိုဝန်ခံလိုက်ပါတယ်ဗျ။သူတို့ဝန်ခံချက်အရတားဖြစ်သူမောင်ကိန်းတိန်ဆိုးပြီးတဲ့နောက်ညတိုင်းတားဖြစ်သူကအိမ်မက်ထဲကိုလာပြောတယ်တဲ့အဖေအမေကျွန်တော်တယောက်တည်းအရန်အေးတယ်အရန်ကြောက်တယ်ကျွန်တော်နာမှာအဖော်တယောက်ရှိစေခြင်းနဲ့တဲ့အဲ့ဒါလို့ငိုယိုပြီးတော့လာပြောနေတယ်လို့သူတို့ကယုံကြည်ခဲ့တယ်ဗျတားဖြစ်သူကိုအစွဲလန်းကြီးလွန်းတဲ့ဥပုဒ်တို့လင်မယားကတော့မိုင်မဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်အဲ့ဒါကတော့ချွေးမဖြစ်သူအပလင်းကိုတတ်ပြီးတော့တားဖြစ်သူနဲ့အတူမြုံနှံပေးဖို့ပဲမောင်ကိန်းသိပြီးရက်ပေါင်း100ပြည့်တဲ့ညမှာသူတို့ကအပလင်းကိုလှုပ်ဝက်တက်ဖြတ်ပြီးတော့တားဖြစ်သူရဲ့ဂူကိုဖောက်ကအလောင်းချင်းထပ်ပြီးမြုံနှံခဲ့ကြတယ်ဗျပြီးတော့မှရွာထဲမှာအပလင်းယောက်ျားနောက်လိုက်ပြေးပြီဆိုတဲ့ကောလာဟာလာတွေကိုသူတို့ကိုယ်တိုင်လွှင့်ခဲ့ကြတယ်ဗျဒါပေမဲ့သူတို့မမျှော်လင့်ထားတာက
အပလင်းရဲ့ဝိညာဉ်ကအရန်ကြီးမားတဲ့အာဃာတတွေနဲ့သူတို့ကိုပြန်လဲခြောက်လန့်လိုက်မယ်ဆိုတာပါပဲအပလင်းကဝုံမီသားစုရဲ့ဆွေစဉ်မျိုးဆက်စင်းထဲမှာနာမည်မသွင်းခံရသေးခင်တေဆုံးသွားခဲ့တာမို့အိမ်ဆောင်နှက်တွေကသူ့ကိုပေးမဝင်တာဖြစ်ပါလိမ့်မယ်ဒါကြောင့်အပလင်းရဲ့ဝိညာဉ်ဟာအိမ်ထဲဝင်ပြီးတော့ကတ်လို့မရဘဲနဲ့အိမ်ပြင်ကနေပဲငိုယိုပြီးခြောက်လန့်နေခဲ့တာအတိပေးနေခဲ့တာပါနောက်ဆုံးတော့ဦးဦးတို့ကအထက်လန်းဆရာနေနှိမ့်နှင်းလိုက်လို့သာအပလင်းရဲ့ဝိညာဉ်ငြိမ်ကျသွားတာပဲဖြစ်ပါတယ်ဒါပေမဲ့ဝိတ်ဆိုတာလေတဲ့စမြဲပါပဲဗျာသူတို့ဖုံးမိထားတဲ့အပြည့်ကြီးဟာ9နှစ်အကြာမှာတခိုးတွေကြောင့်ပေါ်ပေါက်လာခဲ့ရတယ်ဗျရွာသားတွေကတော့ဤတန်တို့လူမိုက်အုပ်စုကိုကျေးဇူးတင်ရမလို့အပြည့်တင်ရမလို့ဖြစ်နေကြတယ်ဗျသူတို့ကတင်းချိုင်းပေါက်လို့အပြည့်ရှိပေမဲ့သူတို့သာဂုံမဖောက်ရင်အပလင်းရဲ့အမှုဟာဒီအတိုင်းပဲနင်မွန်ပြောက်ကွယ်သွားမှာပါနောက်ဆုံးမှာတော့ဥပုပ်တို့လင်းများဟာလူတန်းမှုနဲ့ထိုက်တန်တဲ့ပြည်ထံကိုခံခဲ့ကြရတယ်ဗျအခုချိန်မှာတော့အဲ့ဒီရွာကဥပုပ်တို့ရဲ့အိမ်ကြီးဟာလူသူမရှိဘဲနဲ့စွန့်ပစ်ထားတဲ့အိမ်ကြီးဖြစ်နေပြီဗျဥပုပ်ရဲ့ညီဖြစ်သူအဲ့ဒီအိမ်ကိုအမွေရခဲ့ပေမဲ့တရက်တောင်ဝင်မနေရဲဘူးတဲ့အိမ်ထဲကိုဝင်လိုက်တာနဲ့ရင်ဘက်ထဲမှာတခုခုနဲ့ပိတ်ခံထားရသလိုအသက်ရှူရတာအရန်ကျက်ပြီးတော့တစုံတစ်ယောက်ကသူ့ကိုစိုက်ကြည့်နေတယ်လို့ခံစားရတယ်လို့ဆိုတယ်ဗျအဲ့ဒါကြောင့်လဲအခုထိအဲ့ဒီအိမ်ကြီးဟာတောအုပ်ကြီးထဲမှာမှောင်မှောင်မှိုင်းမှိုင်းနဲ့ခြောက်ချားစရာကောင်းနေသေးပါပဲဗျာမိဘကသားသမီးကိုချစ်တာတဘာဝပေမဲ့ဥပုပ်တို့ရဲ့အချစ်ကတော့အရန်အတ္တဆန်လွန်းပါတယ်သူတို့သားလေးအဖော်ရဖို့အတွက်အပြစ်မရှိတဲ့မိန်းကလေးတယောက်ရဲ့အသက်ကိုတတ်ဖို့အထိဝင်မလေးခဲ့တာဟာကြောက်စရာကောင်းတဲ့အစိတ်အတောက်ဖြစ်စေတဲ့အချစ်ပါပဲတပားသူကိုဒုက္ခပေးပြီးမှရလာတဲ့ပျော်ရွှင်မှုတွေဟာဘယ်တော့မှတည်မြဲမှာမဟုတ်ပါဘူးဗျာမကောင်းမှုဟူသမျှစိတ်ကြွယ်ရာမရှိဆိုတဲ့စကားအတိုင်းပါပဲဥပုပ်တို့ဟာသူတို့ရဲ့ရာဇဝတ်မှုကို9နှစ်တိုင်တိုင်ဖုံးကွယ်ထားနိုင်ခဲ့ပေမဲ့မမျှော်လင့်ထားတဲ့တခိုးတွေကြောင့်အမှန်တရားကပေါ်ပေါက်လာခဲ့ပါတယ်ဘယ်လောက်ပဲနက်နက်ရှိုင်းရှိုင်းမြုပ်နှံထားပါစေအမှန်တရားဆိုတာတနေ့နေ့မှာတော့အလင်းကိုထွက်လာစမြဲပါဒါလေးကတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့တရုတ်နယ်စပ်အကြားကအမှန်တကယ်ကိုဖြစ်ပျက်သွားတဲ့ရွာကြီးတရွာကဖြစ်ရမှန်လေးပဲဖြစ်ပါတယ်အခုလိုဒီဖြစ်ရမှန်လေးကိုကျွန်တော်ကိုတည်တည်ချာချာရေးပို့ပြီးတော့ပြောလာတဲ့ဒီကညီကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျာကဲကျွန်တော်ဒီနေ့ပြောပြခဲ့တဲ့အမင်္ဂလာနဲ့မင်္ဂလာဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီဗျာနောက်ထပ်လည်းကြောချမ်းစရာကောင်းတဲ့ဇာတ်လမ်းတွေကိုကျွန်တော်တို့ပြန်လည်ပြီးတော့ဖန်တီးပေးပါအောင်မယ်နောက်ရက်မှာလည်းဘသူတွေရဲ့အမှန်တရားတွေလာအောင်မလဲဆိုတာကိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုသာစောင့်ကြည့်ပေးဖို့အားလုံးကိုဖိတ်ခေါ်ပါရစေဗျာနားထောင်နေတဲ့သူအားလုံးလည်းကျမ်းမာချမ်းသာကြပါစေဗျာ